여러분 안녕하세요. 디니 마로 코리아 사마 아쇼 트위손데야 딱kup시대 기업 받침 나탔다 아자모 띠미도 아마ဖြစ်ပါတယ် ဒီနေ့ပြောပြမယ့်နီလန်လေးတွေကိုတိထားမယ်ဆိုရင်လွယ်လွယ်လေးနဲ့မှတ်နိုင်မှာပဲဖြစ်ပါတယ်နှစ်ထပ်ပြီး double consonant ရှိတယ်လို့မျိုး final double consonant ဆိုပြီးတော့နှစ်ထပ်တက်လည်းရှိပါတယ်ကဲဆက်လိုက်ကြရအောင်နော်အခုက기업 받침ကိုရီးယား final consonant အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ကဲပထမဆုံးအရှိမ받침ကြောင့်တင်သွားသလိုပဲပေါ့နော်။ဒီခံဆိုတဲ့စကားလုံးမှာပထမဆုံးလာတဲ့ခါဒီပြီးဖြစ်တဲ့အနောက်ကအာဒီတရဖြစ်တဲ့အောက်ကငါဒီ final consonant အသက်ဖြစ်ပါတယ်။အသက်ကို받침လို့ခေါ်တယ်ကိုရီးယားလိုပေါ့နော်။기업 받침 기업ဒီနှစ်ထပ်ဖြစ်တာနှစ်ခါဖြစ်တာပေါ့နော်။ဒီ consonant မှာဘာတွေဖြစ်နိုင်လဲဘာတွေရှိနိုင်လဲဆိုရင်အခြေခံပြီးဆက်လေးလုံးဖြစ်တဲ့ဂါနာဒါလာမာဘာစာအာဂျာချာခတာဖာဟာဆိုတဲ့ဆက်လေးလုံးကတော့ဒီချပါကိုပါမှာပေါ့နော်ပြီး15လုံးထဲမှာပြီးစကတာပါစာချာမှာကားနဲ့စပဲပါတယ်ပါတာချာဒီသုံးလုံးဒီ final consonant အသက်အနေနဲ့မသုံးပါဘူးပြီးစတဲ့မှာကားနဲ့စပဲအသက်အနေနဲ့သုံးပါတယ်အဲ့ဒါကိုမထားမယ်ဒါဆိုစုပေါင်းအခြေခံပြီး14လုံးရဲ့ပြီးစင်တဲ့နှလုံးရဲ့ပေါင်းတော့16လုံးကိုအသက်အနေနဲ့အသုံးပြုနိုင်ပါတယ်။နောက်တစ်ခုကြည့်ရအောင်။အဲ့တော့အသက်အုပ်စု9အုပ်စုရှိပါတယ်။ရှိမှလည်းပြောခဲ့တယ်။ဂါအုပ်စု၊နာအုပ်စု၊ဒါအုပ်စု၊လာအုပ်စု၊မအုပ်စု၊ဘာအုပ်စု၊ငါအုပ်စုဆိုပြီး9ခုရှိတယ်။အဲ့တော့ဂါအုပ်စုမှာဂါနဲ့ခပါတယ်လို့ပြောခဲ့တယ်။ဘာပို့လာမလဲ။ကပို့လာမယ်။ကြောပတ်ချင်းမှာပေါ့နော်။ပြီးရင်နာအုပ်စုမှာနာဒါအုပ်စုမှာတော့ဒါသာစာကြချဟာလို့6လုံးရှိတယ်လို့ပြောခဲ့တယ်။ဘာပို့လာမလဲဆိုရင်စပို့လာမယ်ပေါ့နော်စဆိုတဲ့အတန်ပို့လာမယ်ပြီးရင်လာအုပ်စုမှာလာမအုပ်စုမှာမဘာအုပ်စုမှာဘာနဲ့ဖာငါအုပ်စုမှာငါဆိုပြီးတော့ဒါကျန်တာတော့မပြောင်းလဲဘူးဒါဆိုရင်ပြီးsorry နှစ်ထပ်တက်ကကားနဲ့စပဲနှစ်ခုပဲရှိရလား no မဟုတ်ပါဘူးပေါ့နော်ဆိုရင်ကြည့်ရအောင်ဘယ်လိုတွေပါလာမလဲဆိုရင်ကဲဒီပုံစံလာမှာပါမို့ဘာအတက်လဲကားစအတက်ဆိုတော့ mux လို့လောက်လာ no မဟုတ်ပါဘူးစာတက်ဒီစာဒီဘယ်အုပ်စုထဲမှာပါတယ်လို့ပြောခဲ့လဲဒါအုပ်စုထဲမှာဒါအတန်ထွက်ရဲဆိုတော့ mux အဲ့လိုမဟုတ်ပါဘူးเนาะဒီအခါအစဉ်ဂါနာဒါလာမပါစာအာဇာချာခတာဖဟာဒီပြီးအခါအစဉ်14လုံးမှာအရင်လာတဲ့ကောင်ပထမဦးဆုံးလာတဲ့ကောင်ကိုအတန်ထွက်ရမှာဖြစ်ပါတယ်။ကားကိုအရင်ရေးလေးဆိုပြီးကားတန်ထွက်တယ် no အဲ့လိုပြောတာမဟုတ်ဘူးเนาะအရင်ရေးတဲ့ကောင်ပြောတာမဟုတ်ဘူးဒီအခါစင်ထဲမှာပြီးအခါစင်ထဲမှာအရင်ဦးဆုံးရေးတဲ့ကောင်ပြောတာပါကားဆိုတဲ့စကားလုံးကအရင်လာရယ်เนาะကားနဲ့စာနဲ့ဒီကာနာဒါလာမပါစာအခါစင်ကြည့်လိုက်တော့ကအရင်လာဖြစ်တဲ့အတွက်ကားတန်ထွက်ပါတယ်ဒါ general rule ပါ100% မဟုတ်ပါဘူးချွန်းချက်စကလုံးတွေရှိပါတယ်ဒါပေမဲ့အခုက general rule အဓိကရေးဖို့ရဖြစ်သူရဲ့စီမင်းကိုအဲ့လိုပုံစံသွားပါတယ် mock ဆိုတဲ့အဓိပ္ပာယ်ဒီ share ဝင်မြခြင်း question အတိုင်းတာပမာဏဆိုတဲ့အဓိပ္ပာယ်နှမျိုးရှိရပေါ့နော်တခြားအဓိပ္ပာယ်လည်းရှိကောင်းရှိနိုင်သေးတယ်ဒါပေမဲ့လောလောဆယ်ဒီနှမျိုးကိုအရင်မှတ်ထားပေးပါဝင်မြသည်ဝင်မြခြင်းပေါ့နော်ပြီးရင်အတိုင်းတာပမာဏဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် mock ကဲနောက်တစ်ခု antaတန်ပြောင်းသွားတဲ့ဒါတန်မထွက်တာတန်ထွက်တယ်ဒီအောက်မှာဆိုဒါတန်မထွက်တာတန်ထွက်တယ်ဘာကြောင့်လဲဒါလည်း rule ရှိပါတယ်နောက်ကြလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ခုမှာအဲ့ဒီ rule ပြောပြမယ်လုံးစရာတော့ဒီ job ပတ်ချင်တဲ့ထက်အကြောင်းကိုပြောမှာဖြစ်တယ်မဟုတ်ရန်နှစ်ခုသုံးခုပေါင်းပြီးပြောရင်ရှုပ်သွားမှာဆိုလို့ပေါ့နော်နှစ်ထက်အကြောင်းပဲအရင်ဆုံးပြောမှာဖြစ်တဲ့အတွက်ဒီအနောက်အတန်ပြောင်းလဲကိုတော့နောက်ဗီဒီယိုတစ်ခုမှာပြောပြသွားပါမယ်ကဲဟုတ်ပြီဒါဆိုရင် an တာပေါ့နော်ဘလို့တန်ထွက်မှာလဲ anနာကြဆိုတော့ and no မဟုတ်ပါဘူးဖြည်းစင်လိုက်မယ်ဂါနာဟုတ်ပြီနော်နာဂါနာဒါလာမပါစာအာဇာချနာနဲ့ကြမှာဘယ်ကောင်းရင်လားလဲနာအရှင်လိုက်အဲ့ဆိုရင်နာတမထွက်မယ် and နာကြလို့ထွက်ပြီရေးပြီမယ်နာတအတမထွက် and တာထိုင်ဒီလို့အဓိပ္ပာယ်ရပါတယ်ထိုင်ဒီကဲနောက်တစ်ခု manta ဒီမှာထအတန်ပြောင်းရပေါ့နော် manta ဒီများဒီမအာနာဟတ်
နာဂါနာဒါလာမှာပါစာအာဇာချခတ်ထဖဟာဒီအောက်ဆုံးမရှိလေနော်ဆိုနာနဲ့ဟာဒီဘဲကောင်းရင်လားလေနာအရှင်လာပါတယ်အဲ့တော့နာဟာတဆိုရင်နာတမ်ထွက်ပဲမန်ထာများပြီလို့ဒီပြရတယ်နောက်တစ်ခုအစ်တာဖတ်တီစာဖတ်တီဆိုတဲ့ဒီပဲလာကတာဂါနာဒါလာဘဲကောင်းရင်လားလေဂါနဲ့လာမှာဆိုရင်ဂါရင်လာတာဖြစ်တဲ့ဂါတမ်ထွက်တဲ့အစ်တာအိုင်လာဂါအီလဂမဟုတ်ပါဘူးกาตามထွက်မဲ့အစ်တာဖတ်တီဆိုတဲ့တိတ်ပြပါပြီးဂျုံတာဒီဟာစတာပြတာပါလာမဘချင်းဒီချွန်းချက်ပါလာမဘချင်းဒီအဲ့ရစင်စင်လိုက်လို့ရှိကာနာဒါလာမဘဲကောင်းရင်လားလေလာဆိုတဲ့လာဒီမထဲအရင်လာတယ်ပေါ့နော်ရူရဒီအရင်လာတဲ့ကောင်တန်ထွက်တယ်ဆိုရင်မလာမအသက်ဒီမတန်ထွက်ပါတယ်သူကချွန်းချက်မတန်ထွက်ပါတယ်ဂျုံအဲ့လိုမလုပ်ပါဘူးเนาะဂျာအော်လာမလို့ရှိပြီမဲ့ဂျုံဂျာအော်မတအတန်မထွက်တယ်ဂျုံတာငေရွယ်ဒီနုပြူဒီဆိုတဲ့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုကြည့်ရအောင်လာဘအတက်ကိုလည်းစတားပြတာပါသူဒီချွန်းချက်လာဘအတက်လာပြီဆိုရင်လာတန်ထွက်တာရှိတယ်လို့ဘာတန်ထွက်တာလည်းရှိပါတယ်ဘုမာပထမဆုံးအာယောဒါအော်လာဖလို့ရှိပြီမဲ့ကာနာဒါလာမပါဆာမအခရစင်စင်လိုက်လို့ရှိရင်လာဒီဘာထဲရင်လာရဟုတ်ရနော်ဆိုတော့ तू ကဘာတန်ထွက်တာလဲဆိုရင်လာတန်ထွက်တယ်ယောဒအဲ့လိုမဟုတ်ဘဲနဲ့ယောဒအတိတ်ပဲဒီပါလဲဆိုရင်ရှစ်လို့အတိတ်ပဲရတယ်ပေါ့နော်ရှစ်အဲ့တော့ဒါပေမဲ့နောက်တစ်ခုကြည့်လိုက်တဲ့အခါမှာဘာအာလာဘဒီမှာတာအဲ့လိုထွေးရတယ်လာတန်မထွက်ပဲနဲ့ပါအတန်ထွက်တယ်ဘာအပတ်တာတန်ထွက်တယ်ပေါ့နော်ပတ်တာဒီနင်းဒီတခုခုခြေထောက်နဲ့နင်းတာပေါ့နော်ဟိုမှာထားလိုက်သူ့ခြေထောက်ဟိုတက်နေမိတာဖြစ်ငပြောဒီခုံတက်နေမိတာဖြစ်အဲ့လိုနင်းတီကိုပတ်တာလို့ခေါ်တယ်နောက်ခုဆုံးကလာဘအတန်နဲ့ရေးတာပဲနော်နှစ်ထပ်တက်နဲ့ရေးတယ်ယောဒလ်ဒီရှစ်ကနန်းရှစ်ကိုပြောတာပေါ့နော်ပြီးပတ်တာဒီနင်းတီဆိုတဲ့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုလာဆတာအဝဲကာအိုလာဆတာဘာတန်ထွက်မလဲလဲဆိုကပ်တဲ့စင်ကြည့်မနော်ဂါနာဒါလာမဘာစာအာဂျာဆာခမ်သာဖာဟာကဲဒီအခရာစင်မှာလာနဲ့ဆာနဲ့လာနဲ့ဆာနဲ့ဘဲကောင်းရင်လာလေလာအရင်လာတယ်အဲ့တော့လာအရင်လာတယ်ဖြစ်တဲ့ general rule သွားမယ်ပေါ့နော်သူ့ဘာတန်ထွက်ရမလဲဆိုလာတန်မဲ့ထွက်မယ်ဝေကိုနော်ဝေကိုဆိုတာက single minded ဖြစ်တာပေါ့နော် single minded စိတ်တော်ဝင်နေရှိတာအဲ့လိုပုံစံမျိုးပေါ့နော်ကဲနောက်တစ်ခုလာထတ်ဟာအာလာထတ်ခါနာဒါလာမာဘာစာအာဂျာချာအနည်းအဲ့ဒါယူနေပြီနော်ခထဖဟာဘဲကောင်းရလာလေလာနဲ့ထမှာဆိုရင်လာရင်လာတယ်ဖြစ်တဲ့လာတန်တဲ့ high ta ဒီလျက်တီခွေးကရှာနေလျက်တာအဲ့လိုလျက်တာပေါ့နော် ice cream လျက်စားတာအဲ့လိုလျက်တီဆိုရင် high ta လို့သုံးပါတယ်နောက်တစ်ခုလာဖတ်လည်းချွန်းချက်ဖြစ်တယ်ကြည့်မယ်ပေါ့နော်လာဖတ်ဆိုတော့ဖားဒီဘယ်အုပ်စုထဲမှာပါလဲဆိုရင်ဘာအုပ်စုဝင်ထဲမှာပါတယ်နော်ဘာဆိုလာနဲ့ဘာကိုကြည့်မယ်ခါနာဒါလာမပါစဘယ်တခုအရင်လာလဲလာအရှင်လာတာဒါပေမဲ့ဒီမှာတော့အပ်တာဘာတန်ထွက်ပါတယ်သူကချွန်းချက်လာမအတန်လိုမျိုးနော်လာမအတန်လိုမျိုးချွန်းချက်ဖြစ်ပါတယ်လာမအတန်လည်းချွန်းချက်ဖြစ်တယ်လာဖာတန်လည်းချွန်းချက်ဖြစ်တယ်လာတန်မထွက်ပဲနဲ့ဒီအနောက်ကောက်ရအတန်ကိုထွက်ပြမှာနော်အပ်တာဆိုရင် recite you so ဒီဆိုတဲ့အဓိပ္ပာယ်နော် you so ဒီကဲနောက်တစ်ခုလာဟတ် ilta ဒီဘာလဲဆုံးရှုံးသွားသည်ဆိုတဲ့အဓိပ္ပာယ်ပျောက်သွားသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဆုံးရှုံးသွားသည်ပျောက်ဆုံးသွားသည်ဆိုတဲ့အဓိပ္ပာယ်လာနဲ့ဟာဒီဘဲကောင်းရင်လာလဲလာရင်လာဖြစ်တဲ့လာတန်ထပိုင်ပြေနောက်တစ်ခု opta မရှိဘူးပေါ့နော်မရှိဘူးဆိုတော့အားနဲ့စသည်ဘဲကောင်းရင်လာလဲခါနာဒါလာမပါစဆိုတော့ပါရင်လာဖြစ်တဲ့ဘာတန်ထွက်ပါတယ် opta မရှိဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ်
ဒီနေ့မှာတော့နှစ်ထပ်တက်ကြောင်ကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကရောဘုံတို့အတွက်အကျိုးသစွန်တရားရှိတယ်ဆိုရင် like and subscribe လုပ်သွားကြဖို့မမေ့နဲ့နော်ရောဘအည